မင်္ဂလာပါကျွန်တော် pocket option ကနေသူတို့ဘက်ကနေထပ်ပြီးမှတောင်းတဲ့အတစ်အစမ်း verification နှစ်ခုကိုကျွန်တော်ပြောပြမယ် okay အဲ့ဒါပြောမယ်ဆိုရင်ကျွန်တော်လွန်ခဲ့တဲ့တစ်လနှစ်လတော့ထင်တယ်အဲ့ဒီတော့ဗီဒီယိုကျွန်တော်ပြန်ကြည့်မယ်ဆိုရင်ကျွန်တော်ပတ်စံထုတ်တဲ့အချိန်မှာသူတို့ဘက်က verification နောက်တဲ့အတစ်ကိုထပ်ပြီးမှတောင်းတယ်ပေါ့နော် okay အဲ့ဒါထားလိုက်မယ်အဲ့ဒီဟာကျွန်တော်ပတ်စံထုတ်တယ်ရတယ် complete ဖြစ်တယ်အဲ့ဒီနောက်ပိုင်းမှာကြာတော့ကျွန်တော်ကအမောက်အများကြီးမတော်တော့ကွာပြောမယ်ဆိုရင်တရက်ကိုဒေါ်လာ600ကျော်တင်တယ်619ဒေါ်လာနဲ့ကျွန်တော်သွားတယ်3 4 5ရက်တော့ထင်တယ် maybe 6ရက်လည်းဖြစ်မယ်အဲ့ဒီဟာဒီကျွန်တော်ထုတ်တဲ့အချိန်မှာဆိုရင် maybe ပတ်စံထုတ်တယ်ဒေါ်လာ600ထုတ်တယ်မိနစ်ပိုင်းပဲကြာတယ်10မိနစ်လား15မိနစ်လားမိနစ်20လောက်ပဲကြာတယ်အဲ့ဒါတွေကိုကျွန်တော်ဒီမှာ proof လေးနဲ့ကျွန်တော်ပြမယ် okay ဒီပုံတွေကိုကြည့်လိုက်ပြီဆိုရင်ကျွန်တော်ထုတ်ထားတာခဏလေးပဲကြာတယ်မိနစ်ပိုင်းလောက်ပဲကြာတယ်ဒါပေမဲ့ကျွန်တော်နောက်ပိုင်းကြာတော့ကွာကျွန်တော်မစောင့်ချင်ဘူးကွာပြောမယ်ဆိုတရက်ကိုဒေါ်လာ600ပဲထုတ်နေတော့ကွာတိတ်ပြီးစင်မပြေဘူးကျွန်တော်တို့ okay အဲ့ဒါနဲ့ကျွန်တော်ဘာတော့လုပ်လဲဆိုတော့ကျွန်တော်ဒေါ်လာ6000ကျော်ကျွန်တော်ထုတ်တယ်ဒေါ်လာ6000ကျော်ပထမဦးဆုံးအချိန်ထုတ်တဲ့အချိန်မှာဆိုရင်ပြဿနာနောက်တစ်ခုလာတယ် okay ဒီကောင်ကကျတော့အတစ်အရင်တော့ကျွန်တော်တို့တွေကိုထုတ်တဲ့အချိန်မှာတောင်းတာ selfie verification ကသူတို့ရေးခိုင်းတဲ့စာလေးကိုစာရောက်မှရေးတယ်ပြီးပြီဆိုရင်ကျွန်တော်တွေကသူတို့ဘယ်လိုပြောမလဲဓာတ်ပုံဆိုင်မှာပို့လိုက်တယ်ဆိုရတယ် okay ဒီတစ်ခုမှကျတော့ဘာလဲဆိုမျက်နှာစကန်ဖတ်သွားတာဒါတော့ကျွန်တော်အတစ်ပေါ့နော်ကျွန်တော်အရင်တော့ကျွန်တော်အဲ့ဒါမကြုံဘူးလေမျက်နှာစကန်ဖတ်တယ်3 4 5ချိန်လောက်စကန်ဖတ်တယ်အဲ့ဒါစကန်ဖတ်ပြီးမှအဲ့ဒီ6000ကျော်ထုတ်တာဟာလည်း maybe တစ်ရက်ထဲနဲ့မရတော့ဘူး3 4ရက်လောက်ထင်တယ် maybe 5ရက်လောက်ဝန်းကျင်လောက်ရှိမှထင်တယ်အဲ့လောက်ကြာမှပဲကျွန်တော်ထဲကိုပတ်စံပြန်ရောက်တယ်ပေါ့နော် complete ဖြစ်တယ် okay အဲ့ဒါပထမဆုံးချိန်ပြီးနောက်တက်ဒုတိယတစ်ချိန်မှာကျွန်တော်6000ကျော်ပြန်ထုတ်တဲ့အချိန်မှာကျတော့ဘာလဲထပ်တောင်းလဲဆိုတော့ကျွန်တော်ဒီ deposit လုပ်ထားတဲ့ဟာပေါ့နော်ဒီရဲ့ဘယ်လိုပြောမလဲသူ့ရဲ့ account ထဲကို pocket option account ထဲကိုကျွန်တော်ဒေါ်လာအဲ့ဒီဒေါ်လာ amount ပေါ့နော်အဲ့ဒီဒေါ်လာ amount ကိုကျွန်တော် deposit လုပ်ထားတဲ့ဟာဆိုတဲ့ဟာကို proof ပေါ့နော်ဒီရဲ့ဟာကကျွန်တော်ရဲ့ account ထဲကနေသူတို့ရဲ့ account ထဲကိုသူတို့ရဲ့ pocket option account ထဲကိုရောက်သွားတယ်ဆိုတဲ့ proof ကိုကျွန်တော်တောင်းတာအဲ့ဒီချိန်ကျတော့ကျွန်တော်ဘာလုပ်ပေးရလဲဆိုတော့ကျွန်တော်ရဲ့ဒီဟာပေါ့နော်ကျွန်တော်ရဲ့ဒီ Binance account ကိုကျွန်တော်screen recording လုပ်လိုက်တယ်ပြီးပြီဆိုရင်ကျွန်တော်ဝင်ပြတယ်ကျွန်တော်ရဲ့ဒီ history ထဲမှာပေါ့နော်ကျွန်တော်ဒီသူ့ဘက်ကိုလွဲထားတဲ့ဟာကိုသူပြောတဲ့ဟာတွေကို specific ပေါ့နော်တခြားတော့ပြလို့မရဘူးအဲ့ဒီတခုကျွန်တော်ဝင်တယ်ဝင်ပြီးပြီဆိုရင်ပြန်ထွက်တယ်ပြီးပြီဆိုရင်ကျွန်တော်ရဲ့ profile ပုံ line မှာပြရတယ်ပြောမယ်ဆိုရင်ကျွန်တော်ရဲ့ဒီ account ကကျွန်တော်ရဲ့ bank account ထဲထားပါဘောနော်ကျွန်တော်ကိုပိုင် Binance account ထဲကနေသူတို့ရဲ့ account ထဲကိုလွဲလိုက်တာဖြစ်ကြောင်းဆိုတော့ proof ကိုကျွန်တော်တောင်းတယ်အဲ့ဒီအခါမှာဆိုရင်လည်းပြဿနာထပ်ပြီးမှဖြစ်တယ်အဲ့ဒီဟာပြဿနာပေါ့နော်ပြဿနာဖြစ်တယ်ဆိုတော့ပိုကြာသွားတာပေါ့နော်နောက်တော့3 4 5ရက်လောက်ထပ်ကြာတယ်ပြီးပြီဆိုရင်အဲ့ဒီပတ်စံကျွန်တော်စီပြန်ရောက်တယ် okay အဲ့ဒါတွေဖြစ်လို့ကိုမှမရသေးဘူးအဲ့ဒီနောက်ထပ်6000ပြန်ထပ်ထုတ်လိုက်တယ်ပေါ့ဥပမာ6000နှစ်ခါပဲထားလိုက်ကွာထုတ်လိုက်တဲ့နောက်ပိုင်းကြာရင်ပြဿနာနောက်တစ်ခုပြန်လာတယ်ဘာလဲဆိုတော့ဒါတော့ကျွန်တော်အများနဲ့ကျွန်တော်ကြုံရတဲ့ဟာပဲမကြုံတော့တော့ကြာပြီ okay ဘာလဲဆိုတော့ကျွန်တော်ရဲ့ဒီ trading chart ထဲမှာဆိုရင်ဘာဖြစ်သွားလဲဆိုတော့ payment proof တွေကပေါ့ sorry payment ပေါ့နော်payout ရာခိုင်နှုန်းနဲ့80ရာခိုင်နှုန်းမှာ maximum ဖြစ်သွားတာဘယ်ဟာကိုပဲလိုက်ကြည့်ကွာ 92% ဆိုတာမရှိတော့80ရာခိုင်နှုန်းမှာလုံးဝ maximum အနေနဲ့သွားပြီးမှဖြစ်သွားတယ်အားနဲ့ပဲကျွန်တော်တစ်ပတ်လောက်ကျွန်တော်အကောင့်ပြစ်ထားလိုက်တယ်နောက်ပိုင်းနည်းနည်းလေးပြန်ကြာပေါ့အဲ့ကျွန်တော်ပြန်ဖွင့်ကြည့်တဲ့အချိန်မှာဆိုရင် 92% တိပြန်ပြီးမှရနေတာဖြစ်တယ်အဲ့ဒါအတွက်ကြောင့်လို့ကျွန်တော်အရင်ဗီဒီယိုမှာကျွန်တော်ပြောဘူးတယ်ပတ်စံ6ကြိမ်တော့၎င်းဒါမှမဟုတ်အဲ့လိုပေါ့နော်6ကြိမ်9ကြိမ်လောက်ပတ်စံထုတ်ပြီးပြီဆိုရင်အကောင့်ကိုဖြတ်တယ်အတစ်ပြန်လုပ်တယ်အဲ့လိုမျိုးနေနဲ့ကျွန်တော်ကသွားတယ်ဒါမှမဟုတ်လဲအကောင့်တစ်ကောင့်ကိုကိုကအမြဲတမ်း daily trade နေတဲ့လူဆိုရင်ကွာ3လလောက်တစ်ခါဆိုကျွန်တော်က delete ပြန်လုပ်တယ်ဒါပေမဲ့ဒီအကောင့်မှာကျတော့ကျွန်တော်ကမအားတဲ့အကြားကနေဖြစ်သွားတယ်ဆိုတော့ကျွန်တော်ဒီ delete လုပ်တာကနေဘာလဲကျွန်တော်မလုပ်လိုက်ရအောင်အဲ့ဒါနဲ့ဒီ loss ဒီအကောင့်မှာကျွန်တော်နည်းနည်းလေးကြာနေတာဖြစ်တယ်အခုလည်းကျွန်တော်နောက်ထပ် withdraw ထပ်လုပ်ထားတယ်ဒါနဲ့ဆို3ရက်လောက်ရှိပြီ okay အဲ့ဒါကျွန်တော်နောက်မှပဲဆက်ပြောမယ်ပြီးပြီဆိုနောက်ဗီဒီယိုမှာကတော့ကျွန်တော်ဒီ Binance TH နဲ့ကျွန်တော်ပြဿနာဖြစ်တဲ့ဟာလေးကျွန်တော်ပြန်ပြောပြမယ်